လာလီဂါပြိုင်ပွဲရဲ့အသက်ငယ်ဆုံး hat-trick ပိုင်ရှင်ဖြစ်လာခဲ့တဲ့လာမင်းယာမင်းပြီးခဲ့တဲ့ညကဘာစီလိုနာအသင်းကဗီလာရီရဲ့အသင်းကို4-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ဘာစီလိုနာအသင်းဟာရီယယ်မက်ဒရစ်အတွက်တပွဲပိုကစားပြီး4မှတ်အထိဖျက်ထားနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်မှာဘာစီလိုနာအတွက်တောက်ပခဲ့တဲ့သူကတော့လူငယ်ကျယ်ပွင့်လေးလာမင်းယာမင်းပဲဖြစ်ပါတယ်။ယာမင်းဟာဗီလာရီရဲ့ဘက်ကို3ဂိုးထိသွင်းယူနိုင်ခဲ့ပြီးလာလီဂါပြိုင်ပွဲရဲ့အသက်ငယ်ဆုံး hat-trick ပိုင်ရှင်ဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါပြင်ယာမင်းဟာဘာစီလိုနာအတွက်လာလီဂါပြိုင်ပွဲမှာ73ဂိုးနဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဒီ hat-trick သွင်းဂိုးကယာမင်းအတွက်ကစားသမားဘဝမှာပထမဆုံးချိန်ရရှိခဲ့တဲ့ hat-trick လည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီမတိုင်ခင်မှာတော့ယာမင်းဟာခက်ခဲတဲ့ကာလတစ်ခုကိုဖြတ်သန်းနေခဲ့ရပါတယ်။အထူးသဖြင့်ကွင်းပြင်ပါမှာယာမင်းဟာမပြောမရွှင်ဖြစ်နေရပါတယ်။တကယ်ဆိုရင်ယာမင်းကအခုမှအသက်18နှစ်သာရှိသေးတဲ့လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ခြေစွမ်းကောင်းတွေပြသနိုင်တဲ့အခါပရိသတ်တွေကသူ့စီကနေအများကြီးမျှော်လင့်ခဲ့ကြပါတယ်။ဒါဟာအသက်18နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက်ဖိအားတွေဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့အခုလို hat-trick ရရှိပြီးနောက်ပိုင်းမှာယာမင်းကဘောလုံးကစားတဲ့အခါပျော်ပျော်ရွှင်ရွှင်နဲ့ကစားပြီးတော့မှဖြစ်ကြောင်းစိတ်ပိုင်းဖြတ်လိုက်ပါတယ်။လာလီဂါရဲ့အသက်ငယ်ဆုံး hat-trick ပိုင်ရှင်ဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိခဲ့တဲ့ယာမင်းဟာပွဲပြီးအင်တာဗျူးမှာသူ့ရဲ့ဝမ်းသာပီတီစကားသံတွေကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။လူတွေကကျွန်တော်ကိုအသက်16နှစ်နဲ့ဂိုး100လောက်သွင်းမှုမျှော်လင့်နေကြတာပါ။အဲ့ဒီအတွက်လည်းကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။အရာအလုံးကရှုပ်ထွေးပြီးကျွန်တော်မပျော်ရွှင်တဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ဒါကလေးတစ်ပတ်လောက်ပါပြီ။အခုတော့ကျွန်တော်ရဲ့ခံစားချက်တွေပြန်ကောင်းနေပါပြီ။ကျွန်တော်ကစားတဲ့အခါတိုင်းအမြဲပြုံးပြီးကစားပါတော့မယ်။ကျွန်တော်ဘာစီလိုနာအတွက်ကစားပေးရတာကိုပြောပါရီ။အခုဆိုရင်အရင်5ထက်တောင်ပိုပြောနေပါပြီ။အသင်းလည်းနိုင်မွေးရခဲ့တော့ဝမ်းသာမိပါရီ။ဗီလာရီရဲ့အသင်းကပြိုင်ဘက်ကောင်းဖြစ်ခဲ့ပါရီ။ကျွန်တော်3ဂိုးထိသွင်းနိုင်ခဲ့တာလည်းကျေနပ်စရာပါပြီ။ဒုတိယသွင်းဂိုးမှာဆိုရင်ပြိုင်ဘက်နောက်ခံလူတွေကျွန်တော်စီဘောလုံးလာလူစေချင်နေတာပါ။ဒါမှကျွန်တော်ကသူတို့ကိုကြော်ဖြတ်ပြီးအဆုံးသတ်လိုက်ဖို့စဉ်းစားခဲ့ပါရီ။ဒါကအလုပ်ဖြစ်ခဲ့ပြီးလှပတဲ့သွင်းဂိုးတစ်ခုလို့ခံစားရပါရီ။ပြီးတော့နီးပြဟန်စီဖလစ်ကိုလည်းကျွန်တော်ကိုလူစားမလဲသေးဖို့ပြောခဲ့ပါရီ။ဘာလို့လဲဆိုတော့ကျွန်တော် hat-trick ရချင်လို့ပါအသင်းအတွက်တတိယဂိုးကကျွန်တော်ရဲ့ hat-trick ဖြစ်နေတော့အပူကောင်းသွားတာပေါ့ဒါကလုံးဝကိုကျေနပ်စရာကောင်းခဲ့ပါတယ်လို့လာမင်းယာမင်းကပြောပြသွားခဲ့တာဖြစ်ပါတယ်နီးပြဟန်စီဖလစ်ကလည်းယာမင်း hat-trick ရရှိပြီးနောက်ပိုင်း83မိနစ်မှာလူစားလဲခဲ့ပါတယ်ဒါကလည်းယာမင်းကိုအနာပေးပြီးသားဖြစ်တယ်လို့ hat-trick ရရှိခဲ့တဲ့ယာမင်းအတွက်လည်းကျေနပ်စရာညတညဖြစ်ခဲ့ပါတယ်ဟန်စီဖလစ်ကတော့ယာမင်းအနေနဲ့အခုလိုသွင်းဂိုးတွေရနေတာကသူ့ကိုယ်သူယုံကြည်မှုရဖို့အကောင်းဆုံးအခြေအနေတစ်ခုဖြစ်တယ်လို့သုံးသပ်ခဲ့ပါတယ်ဒါပြင်ဒီလိုခြေစွမ်းမျိုးကိုယာမင်းအနေနဲ့ထိမ့်သိမ်းထားတဲ့ကြောင်းဟန်စီဖလစ်ကအခုလိုပဲပြောခဲ့ပါသေးတယ်ကျွန်တော်တို့အသင်းကအခုလိုယာမင်းပြန်လာနိုင်တာကိုပဲမျှော်လင့်နေကြတာပါသူပြောသလိုပဲကျွန်တော်လည်းယာမင်းကို hat-trick ရစေချင်ခဲ့ပါသည်ဒါမှလည်းသူ့အတွက်ယုံကြည်မှုတွေပိုတိုးလာစေမှာပါပြီးတော့သူ့ရဲ့ခံစစ်လိုက်ပါနိုင်မှုကိုလည်းမဖြစ်မနေချီးကျူးကြပါသည်သူကပြိုင်ဘက်ကိုလည်းကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးနီးပြဟန်စီဖလစ်ကယာမင်းရဲ့ခြေစွမ်းကိုချီးကျူးသွားခဲ့တာဖြစ်ပါတယ်ဘာစီလိုနာအသင်းဟာလာမယ့်ဂျားရက်မှာကိုပါဒယ်ရီဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်အဖြစ်အက်တလက်တီကိုနဲ့ကစားရမှာဖြစ်ပါတယ်။ဒီပွဲမှာပထမကြော့က4ဂိုးပြတ်ရှုံးနေမှုကိုဘာစီလိုနာတို့ပြန်လည်လက်စားချေနိုင်မလားဆိုတာစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။အဆုံးကြီးပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။